ပြေအောင်ခြင်း၈ပါးလင်္ကာ၈ပိုက်နံပါတ်1ဘုရားကိုလည်းရဲ့မမြဲညူစုပလင်းပေါ်မှနှင်းချကျိန်စုဘူပါကိုလိုစစ်ထိုးလာသူမနတာဘုရားအောင်တော်မူအလဝတ္တရေခါဆိုသူညင်300လုံးရိုက်ချုပ်ဝန်းစုလက်နဲ့အာကိုညှိဆိုးရမူမေတ္တာပွားဘုရားအောင်တော်မူနံပါတ်3နာလာဂိရိမြေရှိခေါ်ယူတိုက်စင်ပြောင်ကြီးလောင်မီအတူဘုရားမြတ်ကိုထိုးသက်ဟန်ပြူမေတ္တာထားဘုရားအောင်တော်မူနံပါတ်4လူတွေ့ရာဖန်တော်လံမြိုင်ငူတထောင်လည်းညှို့ဖြတ်ချိုးတယူဘုရားကိုလည်းရဲ့လက်ဖြံလို့သူအင်္ဂုလိမုနိအောင်တော်မူနံပါတ်5စေသမာနမိမကျော်မူကိုဝွန်တုလုံသမုတ်လာသူသမာတိဖြင့်ပါညိမိတ်ယူငတ်လူကြားဘုရားအောင်တော်မူသစ္စကမိုက်ပရပိုက်ညေထုတထောင်ဝါဒနှုတ်ကဆောင်သူဘုရားကိုနှိတ်ကြိတ်အံ့လာသူပြိုင်တော်ညာဘုရားအောင်တော်မူနဲ့မြေမောတောင်လုံးပါအောင်ခွေယူ၆ဝဲကြီးမနဂါရံသူတပြင်းရင်ဖြင့်ဖိညင်းကလူထိုနဂါဘုရားအောင်တော်မူရှေ့ကောင်းကင်လုံးစုတကူထံသူမြမပကနာမခေါ်ယူအယူလွယ်လိုအမြဲထင်သူဆုံးမကြဘုရားအောင်တော်မူပြိုင်တိုင်းရှင်တိုင်းမဆိုင်အောင်သူအောင်ခြင်းရှင်မျိုးတကူရှိစုအောင်ပွဲကိုလို့အောင်ကျိုးစုယူအောင်စေကပင်အောင်ခြင်းပေတော်မူ